ထမဆုံးတစ်ချက်အနေနဲ့ကြောက်ကပ်ယောဂတွေနဲ့ခါးရိုးစစ်ယောဂတွေဟာအလွန်အဖြစ်များတဲ့ယောဂတွေဖြစ်ပါတယ်။ဒါအပြင်ဘဲကြီးစိပုံတရံရှိတဲ့ကြောက်ကပ်နှစ်ခုနဲ့ခါးကြောရိုးမကြီးတွေဟာအလွန်နီးကပ်စွာခန္ဓာကိုယ်ထဲမှာတည်ရှိပါတယ်။ဒါကြောင့်နောက်ကျောဘက်ခါးပတ်ဝန်းကျင်မှာနာပြီဆိုရင်ကြောက်ကပ်ကြောင့်ဖြစ်တာလားခါးရိုးစစ်ကြောင့်ဖြစ်တာလားဆိုတာကိုအမြဲတမ်းတန်တရားဖြစ်ကြရပါတယ်။ပထမဆုံးတစ်ချက်အနေနဲ့လူနာကဘယ်လိုနာတာလဲဆိုတာကိုအရင်သိဖို့လိုပါတယ်။လူနာကခါးနောက်ကျောဘက်အချမ်းမှာဆူရှစွာနာပြီးတော့ဝမ်းပိုက်အောက်ဖက်နဲ့ပေါင်တွင်းဘက်သို့နာတာပြန့်သွားတယ်ဆိုရင်ကြောက်ကပ်ယောဂဖြစ်နိုင်ခြေပိုများပါတယ်။အကယ်၍ခါးနာတာကတစ်ချက်ထိုးပြီးမှနာပြီးတင်ပါပေါင်ခြေသလုံးအထိပြန့်သွားတယ်ဆိုရင်တော့ခါးရိုးစစ်ယောဂတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့လူနာကခါးနာတာအပြင်ချမ်းတုံ၍ဖျားခြင်းပြုတ်အန်ခြင်းစီးသွားတဲ့အခါမှာလည်းစီးထဲမှာအနေများနဲ့နှောက်နေခြင်းစီးအယောင်ရင့်ခြင်းစီးပူစီးခြင်းစီးအောင်စတဲ့ယောဂလက္ခဏာတွေရှိနေတယ်ဆိုရင်တော့ခါးနာတာကကြောက်ကပ်ယောဂတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်ဒီလိုမဟုတ်ဘဲလူနာကခါးနာတာအပြင်ခါးပတ်ဝန်းကျင်မှာရှိတဲ့ကြွက်သားတွေအလွန်မင်းတင်းနေခြင်းတင်ပါပေါင်ခြေသလုံးစတဲ့နေရာတွေမှာထုံကျင်ခြင်းလေးလံခြင်းများဖြစ်နေတယ်ဆိုရင်တော့ခါးရိုးစစ်ယောဂတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်နံပါတ်3ချက်အနေနဲ့လူနာရဲ့ခါးနာတာကဘလို့အခြေအနေတွေမှာဆိုတက်တာသွားတယ်လဲဆိုတာကိုသိဖို့လိုအပ်ပါတယ်အကယ်၍ခါးနာတာကခါးရိုးစစ်ယောဂတစ်ခုခုကြောင့်ဖြစ်ခဲ့တယ်ဆိုရင်လူနာရဲ့ခန္ဓာကိုယ်ပုံစံပြောင်းလဲတာပေါ်မူတည်ပြီးတက်တာတာမျိုးဖြစ်နိုင်ပါတယ်ဥပမာလူနာကထိုင်လိုက်တာမတ်တက်ရက်လိုက်တာလမ်းလျှောက်လိုက်တာမျိုးတွေမှာဆိုရင်ခါးနာတာကအထိုက်လျောက်တက်တာသွားတာမျိုးကြုံရတတ်ပါတယ်ဒါပေမဲ့လူနာရဲ့ခါးနာတာကကြောက်ကပ်ဖြစ်တယ်ဆိုရင်တော့ကြောက်ကပ်ယောဂကိုပျောက်ကင်းအောင်ကုသနိုင်မှသာခါးနာတာတက်တာမှာဖြစ်ပါတယ်အခုဆက်လက်ပြီးခါးနာတာကဘယ်လိုယောဂတွေကြောင့်ဖြစ်နိုင်လဲဆိုတာကိုတင်ပြသွားပါမယ်အကယ်၍ခါးနာတာကကြောက်ကပ်ကြောင့်ဖြစ်တယ်ဆိုရင်ကြောက်ကပ်မှာကြောက်တယ်နေတာမျိုးစီလန်းကြောင်းမှာပိုးဝင်နေတာမျိုးကြောက်ကပ်ရောင်တာမျိုးတွေကြောင့်ဖြစ်နိုင်ပါတယ်အကယ်၍ခါးနာတာကအယိုးစစ်ပိုင်းကဖြစ်တယ်ဆိုရင်တော့ခါးနားမှာရှိတဲ့ကြွက်သားများဒဏ်ရာရခြင်းဒါမှမဟုတ်ခါးကြောညက်ခြင်းဒါမှမဟုတ်ခါးရိုးစစ်များရောင်ရမ်းတဲ့ယောဂတွေကြောင့်ဖြစ်နိုင်ပါတယ်ကြောက်ကပ်ကြောင့်ဖြစ်တာလားခါးရိုးစစ်တွေကြောင့်ဖြစ်တာလားဆိုတာကိုသေချာဆုံးသိရှိနိုင်တဲ့နည်းလမ်းကတော့ဓာတ်ခွဲစမ်းသပ်မှုတွေလုပ်ဖို့ပဲဖြစ်ပါတယ်လူနာကိုစိတ်ကူးတမှုမစခင်စီးစစ်တာသွေးစစ်တာလုပ်ကြည့်လို့ရပါတယ်ဒါအပြင်ခါးနားတစ်ဝိုက်မှာဓာတ်မှန်ရိုက်ကြည့်ခြင်းအာထရာဆောင်းလို့ခေါ်တဲ့ TV ဓာတ်မှန်ရိုက်ခြင်း CT MRI လို့ခေါ်တဲ့တန်လိုက်ဓာတ်မှန်ရိုက်ခြင်းတွေလည်းလုပ်ကြည့်လို့ရပါတယ်ဒီလိုဓာတ်ခွဲစမ်းသပ်မှုတွေလုပ်ပြီးမှသာလူနာအတွက်တင့်တော်မဲ့ကုသနည်းတွေကိုပြုလုပ်ပေးလို့ရမှာဖြစ်ပါတယ်အကယ်၍လူနာရဲ့စီလန်းကြောင်းနဲ့ကြောက်ကပ်မှာကြောက်တယ်နေတယ်ဆိုရင်ကြောက်ချေပေးခြင်းဒါမှမဟုတ်ကြောက်ကိုခွဲထုတ်ပေးခြင်းစီလန်းကြောင်းမှာပိုးဝင်နေတယ်ဆိုရင်တင့်တော်မဲ့ပိုးသက်ဆေးများပေးခြင်းတို့နဲ့ကုသပေးလို့ရပါတယ်အကယ်၍လူနာကခါးရိုးစစ်ကြောင့်ခါးနာတယ်ဆိုရင်တော့ခါးနာတက်တာစီရန်အကြိုက်ခဲပြောက်ဆေးများတောက်ခြင်း physiotherapy လို့ခေါ်တဲ့ကိုယ်ကာယလေ့ကျင့်ခန်းတွေနဲ့ကုသပေးခြင်းအပြင်ခါးရိုးခွဲစိတ်ကုသမှုတွေနဲ့လည်းကုသပေးလို့ရပါတယ်ဟုတ်ကဲ့ပါအခုတင်ဆက်ပေးလိုက်တာက